တင်းအတွက်အရေးအကြီးဆုံးကဘာလဲအချိန်လားပတ်စံလားစိတ်ချမ်းသာမှုလားလူတိုင်းဟာဘဝကိုဖြတ်သန်းနေရတဲ့အခါဒီအချက်၃ချက်ကြားမှာအငြင်းပြန်များနေတတ်ကြပါတယ်လူတစ်ယောက်ရဲ့ဘဝမှာဒီ၃ချက်လုံးပြည့်စုံဖို့ဆိုတာတကယ်တော့မလွယ်ကူတဲ့ကိစ္စပါတစ်ခုကိုရဖို့အတွက်နောက်တစ်ခုကိုအငြင်းရင်းနှီးပေးဆက်နေကြရပါတယ်တခါတလေပတ်စံနောက်လိုက်နေရင်အချိန်တွေကုန်သွားတယ်တခါတလေအချိန်တွေပေါ်နေပြန်ရင်လည်းပတ်စံကမရှိပြန်ဘူးနောက်ဆုံးမှာအားလုံးကစိတ်ချမ်းသာမှုကိုပဲအထည်ရှာနေကြတာပါဒါပေမဲ့ဒီ၃ချက်မှာဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကိုဒီလိုလေးခွဲညင်ကြည့်ရအောင်နော်အချိန်ဟာပြန်ဝင်လို့မရတဲ့တစ်ခုတည်းသောရင်းနှီးမြှုပ်နှံမှုပါပတ်စံကုန်သွားရင်ပြန်ရှာလို့ရပေမဲ့ကုန်ဆုံးသွားတဲ့မိနစ်တိုင်းဟာဘယ်တော့မှပြန်မလာပါဘူးအချိန်ကိုတန်ဖိုးထားတဲ့သူဟာဘဝကိုအတိတ်ပဲရှိရှိရှင်းသန်နိုင်သူပါပတ်စံကအရာအလုံးမဟုတ်ဘူးလို့ပြောကြပေမဲ့လိုအပ်တဲ့အခါပတ်စံမရှိတာကစိတ်ညစ်စရာပါပတ်စံဟာကိုလိုချင်တဲ့လိုလားမှုနဲ့အခွင့်အရေးတွေကိုဝယ်ယူပေးနိုင်တဲ့လေကားတစ်ခုပါပဲစိတ်ချမ်းသာမှုဒါကတော့နောက်ဆုံးပန်းတိုင်ပါအချိန်တွေရှိပြီးပတ်စံတွေဘလောက်ချမ်းသာနေပါစေစိတ်မချမ်းသာရင်အဲ့ဒီဘဝဟာဆောက်ခံနေမှာပါပဲစိတ်ချမ်းသာမှုဆိုတာအပြင်လောကမှာရှာရတာထက်ကိုယ့်ရဲ့အတွေ့အခေါ်နဲ့ရောင်ရမ်းမှုပေါ်မှာပဲပုံမှုတည်ပါတယ်။ညီကုန်းချုပ်ရရင်တကယ်တော့ဒီ၃ခုဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပါတယ်။ပတ်စံရှိမှအချိန်ကိုဝယ်နိုင်မယ်အချိန်ရှိမှကိုယ်ဝါသနာပါတာကိုလုပ်ပြီးစိတ်ချမ်းသာမှုရှာနိုင်မှာပါ။ဒါကြောင့်ဘယ်အရာကပိုအရေးကြီးလဲဆိုတာထက်ဒီ၃ခုကြားမှာညှတာအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာကသာအဓိကပါပဲနော်။